ဟေပြဲဩဝါဒစာအခန်းကြီး3အငယ်4မှာအိမ်မီဒီကတစုံတစ်ယောက်သောသူဆောက်သောကြောင့်ဖြစ်၏အလုံးစုံတို့ကိုတိဆောက်သောသူကဘုရားသခင်ပေတည်းသခင်ယေရှုခရစ်တော်ဘုရားကိုရောကအသက်ရှင်ခြင်းအကြောင်းရင်းဖြစ်တယ်ခွန်အားအစွမ်းဉာဏ်ပညာကျမ်းမာခြင်းဖြစ်တယ်နာမတော်အဖို့လို့ငါကျွန်တော်တို့အသီးသီးကိုရောရှင်ရှေ့မှာဝိညာဉ်စိတ်ခန္ဓာကောင်းစားရတယ်ကိုရောအလင်းနဲ့တန့်ရှင်းခြင်းနဲ့မှာနှစ်သက်ဖွယ်အသက်တာနဲ့အသက်ရှင်သေးတဲ့အရာအလုံးတွေယေရှုတင်နဲ့ဝိညာဉ်တော်ဘုရားကနှုတ်ကပတ်တော်ကိုဖွင့်ပြသွန်သင်အလင်းပြီးမှဖြစ်လို့လည်းချီးမွမ်းတယ်သခင်ယေရှုဘုရားနာမ၌စက္ကပ်အနံ့ပါတယ်အာမင်အိမ်ဆိုတာတဲ့တစုံတစ်ယောက်ဆောက်အရာအလုံးကိုအလုံးစုံကိုတိဆောက်တာတော့ဘုရားပဲလို့ပြောတယ်အဲ့တော့အိမ်ဆိုရင်လူနေတဲ့အိမ်ရှိတယ်ဘုရားနေတဲ့အိမ်ရှိတယ်လူနေတဲ့အိမ်ကိုလူကတာဝန်ယူရဘုရားနေတဲ့အိမ်ကိုဘုရားတာဝန်ယူအေဒင်ဆိုတာလူနေတဲ့နေရာဖြစ်အိမ်ဖြစ်အရက်ဖြစ်အာဒံဆိုတာဖျားနေမဲ့နေရာဖြစ်အဲ့တော့အေဒင်ဥယျာဉ်ကိုလူကအာဒံကကြည့်ရှုပြုစုစောင့်ရှောက်ရအာဒံကိုတော့ဖျားကကြည့်ရှုပြုစုစောင့်ရှောက်အဲ့တော့စဆောက်တဲ့ကအေဒင်ဟာလူနေဖို့ဆောက်တယ်အာဒံဆိုတာဖျားနေဖို့ဖျားဖန်ဆင်းထားတာဖြစ်တဲ့အတွက်အဲကြောင့်နေရာဟာသိအရေးကြီးတယ်ဆိုတော့လည်းပြန်ပြီးတော့နားလည်ရအဲ့တော့ကိုဟာဖျားနေဖို့အတွက်ဖျားယေရှုခရစ်တော်အားဖြင့်ရွေးချယ်ထားတာဖြစ်အဲ့တော့အိမ်ရဲ့ပထမဦးဆုံးရှိရမယ့်အရေးအသွေးရပါလဲဆိုရင်တန့်ရှင်းခြင်းပဲစာလံ93အငယ်9မှာအဲ့လိုပဲပြောထားတယ်တန့်ရှင်းခြင်းပါရမီဟာအိမ်တော်ရဲ့အသက်တွေဖြစ်တယ်တန့်ရှင်းခြင်းပါရမီအိမ်တော်ရဲ့အသက်ရည်ဖြစ်တယ်လို့ပြောတဲ့အတွက်အဲ့တော့အိမ်ဟာတန့်ရှင်းခြင်းရှိဖို့လိုအဲ့တော့ကိုနေတဲ့အိမ်ဟာရှုပ်ထွေးနေတဲ့ပစ္စည်းတွေထားတာတူတာကအစအဲလိုအစင်မပြေတဲ့ဟာတွေနဲ့မြင်တွေ့နေရရင်ဘာကိုသွားထိခိုက်လဲဆိုလို့ရှိရင်မြင်တဲ့အရာတွေကစိတ်နှလုံးကိုသွားထိခိုက်သူစိတ်ထိခိုက်တယ်စိတ်ထိခိုက်စရာအကြောင်းဖြစ်တယ်ဆိုတော့ရှုပ်ထွေးတာသူရှင်းလင်းတဲ့အရက်မှာမနေရသူကရှုပ်ထွေးတာအဲ့ဒါရှုပ်ထွေးရင်အိမ်ကဘလောက်ကြီးကြီးမားမားကြီးနဲ့အဖိုးတန်တဲ့အရာတွေနဲ့ပဲစောက်တာထားတာတူတာပြင်ဆင်တဲ့ဟာတွေအားလုံးကရှုပ်ထွေးနေလို့ရှိရင်လူကလည်းမပျော်တော့ဘူးအဲ့ရအဲ့တော့ဖယားကအခုအဲ့ဒီတန်ရှင်းခြင်းပါရမီဟာအိမ်တော်ရဲ့အသက်ရေလို့ပြောတခါဟေပြဲ7:24မှာပြန်ပြအဲ့တော့တန်ရှင်းခြင်းပါရမီမရှိရင်ဖယားကိုမဖူးမြင်ရဘူးလို့ပြောအဲ့တော့အိမ်မှာတန်ရှင်းခြင်းကစံနှုန်းပဲဖြစ်အဲ့ဒီတန်ရှင်းခြင်းပါရမီလည်းဖယားကိုယ်တော်တိုင်းပဲဖြည့်ပြီအဲ့တော့ဣသရေလလူတွေကိုဖယားပြောတယ်ရွေးနှုတ်ကယ်တင်ခြင်းခံရတဲ့သူတွေတရားဟောအကျမ်းအခန်းကြီး6အငယ်7သင်မဖြည့်ပဲကောင်းသောအရာနဲ့ပြည့်တဲ့အိမ်ကိုဆောင်သွင်းမယ်လို့ပြောကောင်းတဲ့အရာနဲ့ပြည့်တဲ့အိမ်ကိုဖယားကဆောင်သွင်းမယ်လို့ပြောရင်ဖြည့်ပြီးသားလုပ်ပြီးသားအဲ့တော့အိမ်မှာတန့်ရှင်းခြင်းဟာတန့်ရှင်းခြင်းဟာအရေးကြီးတယ်လို့ပြောရင်ကိုယ့်ရဲ့အသက်တာမှာလည်းတန့်ရှင်းခြင်းကအရေးကြီးတယ်။ကောင်းသောအရာနဲ့ပြည့်တဲ့အိမ်အာဒံဟာဘာမှသူလှုပ်ယူစရာမလိုစိုက်ပျိုးပြီးသားမွေးမြူပြီးသားကြီးထွားပြီးသားသူကအားလုံးအစင်နဲ့လေကောင်းလေတန့်အဲ့လိုမျိုးလုံခြုံမှုရှိတဲ့အဲ့ဒီအရက်မှာလူဖြစ်တဲ့အဲ့ဒီအရက်မှာနေရ
အဲ့ဒီအရက်ကနေအာရန်ဟာထွက်ခွာသွားရခြင်းဟာမပြည့်စုံခြင်းကြောင့်မဟုတ်သူကလူအပ်မှုတွေကြောင့်မဟုတ်သူကနားမထောင်ခြင်းကြောင့်နောက်ဒီနည်းနဲ့ပြောရင်အာရန်ဟာနှုတ်ကပတ်တော်နဲ့နှုတ်ကပတ်တော်ကိုဆန့်ကျင်တမန်တရားကိုဆန့်ကျင်ခြင်းကြောင့်ထွက်ခွာသွားရအခုကျေးဇူးတော်ကာလမှာယေရှုသွန်သင်တဲ့အရာရှိကျွန်တော်ကိုတဲ့ကိုတော်ကဒီလောကကိုဆေလွတ်တယ်လို့သူတို့ကိုလည်းဒီလောကကိုကျွန်တော်ဆေလွတ်မယ်အဲ့ခါကျအဲ့မတိုင်ခင်သူကဘာပြောလဲဆိုရင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်7ကိုတော်ဤတမန်တရားအားဖြင့်သူတို့ကိုတန့်ရှင်းစေတော်မူပါကိုတော်ဤနှုတ်ကပတ်တော်သည်တမန်တရားဖြစ်ပါ၏သူတမန်တရားအားဖြင့်တန့်ရှင်းစေပါတဲ့သူတို့အဲ့တော့အဲ့ဒီတမန်တရားဆိုတာဘယ်ကနေဖြစ်လာလဲဆိုတာနှုတ်ကပတ်တော်နှုတ်ကပတ်အဲ့ဘာကြောင့်ယေရှုဒီလိုပြောလဲဆိုလို့ရှိရင်သူကကောင်းကင်ဘုံမှာတော့သူကနှုတ်ကပတ်တော်မြေကြီးပေါ်မှာကျတော့တမန်တရားဖြစ်သွားသူကတမန်တရားအဲ့တော့ကောင်းကင်ဘုံကနှုတ်ကပတ်တော်ဟာလူရဲ့အထဲထဲမှာအသက်အဖြစ်နဲ့ဝိညာဉ်၌တည်ပြီးတော့စိတ်နှလုံးမှာအလင်းပေးခြင်းခံရတဲ့အခါကျအဲ့ဒီယုံကြည်သူရဲ့ကိုယ်ခန္ဓာမှာတမန်တရားစစ်ဟာထင်ရှားလာ။ဒါကြောင့်ယေရှုကသူ့ကိုယ်သူမိတ်ဆက်ငါသည်တဲ့လမ်းခရီးတမန်တရားအသက်အဲ့ဒီလိုမိတ်ဆက်တာ။သူ့ရဲ့ဖြစ်ခြင်းကမြေကြီးပေါ်မှာရောက်တဲ့အခါကျတော့တမန်တရားစစ်ဖြစ်သွား။တမန်တရားဆိုတော့ကောင်းခြင်းမကောင်းခြင်းနဲ့ဆန့်ကျင်တယ်။အဲ့တော့ကောင်းခြင်းမကောင်းခြင်းနဲ့ဆန့်ကျင်တဲ့အတွက်ကောင်းကင်ဘုံနဲ့တော့သူကဘာဖြစ်လဲဆိုလို့ရှိရင်ညီညွတ်မှုရှိတယ်။အဲ့တော့မြေကြီးပေါ်မှာတန့်ရှင်းရအရက်ဆိုလို့ရှိရင်အဲ့ဒါဖျားကိန်းမှုတဲ့အရက်ဖြစ်အဲ့တော့မြေကြီးပေါ်မှာဖျားနေလို့ရတဲ့အရက်ဟာလူဇာတိခံယူတဲ့ယေရှုရှိတဲ့အရက်တိုင်းဟာဖျားနေလို့ရတယ်အဲ့တော့အခုကျေးဇူးတော်ကာလမှာကိုရှိတဲ့အရက်တိုင်းဟာဖျားနေလို့ရတယ်ဖျားအလုပ်လုပ်လို့ရတယ်ဖျားဘုံထင်ရှားဖို့ရတဲ့အရက်ဖြစ်ဖို့ဖျားအလိုရှိတာအဲ့အတွက်ကျွန်တော်တို့ကိုနှုတ်ကပတ်တော်အားဖြင့်တန့်ရှင်းစေတယ်လို့ပြောရင်အဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အတွင်းဝိညာဉ်ထဲမှာလာပြီးတော့အသက်အဖြစ်တည်နေတာအဲ့ဒါကိုသဘောတူမှမှောင်မိုက်တဲ့စိတ်နှလုံးကအလင်းဖြစ်ပြီးတော့ခန္ဓာဟာဘုံထင်ရှားတဲ့ခန္ဓာကောင်းကင်အဖနေပျော်ပွဲဝိညာဉ်စိတ်ခန္ဓာဖြစ်အဲ့တော့အိမ်အတွက်ပုဂ္ဂိုလ်အလုပ်နှစ်ခုလိုတယ်အဲ့ဒါအစေခံတဲ့အိမ်အုပ်နဲ့အစေခံတဲ့အိမ်အုပ်ယောသကပောတိပါအိမ်မှာနေရင်အတွင်းအပြင်ကောင်းကြီးဖြစ်တယ်သူကအစေခံကျွန်ဖြစ်တဲ့ယောသဟာအိမ်အုပ်အရာမှာလဲသူကရတယ်သူကတစ်ကြိမ်နဲ့တစ်ပြိုင်နဲ့မှာသူကအလုပ်နှစ်ခုယာဒူးနှစ်ခုရအဲ့တော့နှစ်ခုစလုံးဟာအိမ်ရှင်အတွက်မင်္ဂလာရှိဖို့ရှိနေတဲ့သူတွေအတွက်မင်္ဂလာရှိဖို့ဖြစ်သွားအဲကြောင့်အဲ့ဒီအရင်ဆုံးဘုရားကဘာအဖြစ်နဲ့ထားပေးတယ်အစေခံအဖြစ်နဲ့ထားဒါပေမဲ့သူကအစေခံဆိုတာစေခံဆိုပေမဲ့အဲ့ဒီသူ့ရဲ့အစေခံခြင်းထဲမှာပါလဲဆိုချစ်ချင်းမေတ္တာပါဒါကြောင့်ယောသဟာပောတိပါအိမ်မှာနေငါ့ကိုအုပ်ချုပ်တဲ့လောကီရှင်သခင်ကိုသူကတိမှတ်ဆွဲလန်းတာမဟုတ်ဘဲနဲ့ကောင်းကင်ဘုံကအရှင်သခင်ကိုတိမှတ်ဆွဲလန်းတာဒါကြောင့်သူကဖခင်ရဲ့ချစ်ချင်းမေတ္တာစိတ်နဲ့အခုနကျွန်တော်တို့ချီးမွမ်းဒီဆိုသွားတဲ့သခြင်းတွေမှာပါသူကိုယ်တိုင်အရင်ဖခင်ရဲ့တန့်ရှင်းပေးခြင်းကိုသဘောတူဝန်ခံနေတာကိုတော်ဒီတန့်ရှင်းစီနီးတူကျွန်တော်ကိုတန့်ရှင်းပေးနေတယ်ဆိုတော့သူအရင်ဝန်ခံတာပြီးရင်သူကအဲ့ဒီအတိုင်းပဲသဘောတူပြီးတော့တတ်မဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုတက်ရှိကျွန်ယောက်ျားမိန်းမနဲ့သခင်ဇနီးကိုထိတွေ့ဆက်ဆံပေါင်းတင်တာဒါကြောင့်အဲ့ဒီအိမ်ကမင်္ဂလာရှိ
ဆိုတော့အိမ်ရှင်ကသူ့ကိုသူနေတဲ့အိမ်ရဲ့အိမ်ရှင်ကဖျားကိုတိကျွမ်းရင်းနှီးပြီးကိုးကွယ်လို့မဟုတ်ရောတက်ရောက်သွားလို့ဖြစ်။နောက်ကိုရက်ချိတဲ့အရက်ဟာနံပါတ်1ကိုရဲ့အသက်ရှင်ခြင်းဟာဖျားနေပျော်ဝယ်ဖြစ်ဖို့တို့ပြီးရင်ကိုနဲ့ထိတွေ့ဆက်ဆံပေါင်းသင်းပြီးတော့ဖျားအခွင့်ပေးလို့လုပ်ရတဲ့အရာအားလုံးအပေါ်မှာဖျားရဲ့မေတ္တာကိုခံစားသွားရဖို့ဖျားအလိုရှိ။ဒါကြောင့်အတွင်းရောအပြင်ရောသူကဝိညာဉ်နဲ့ဆိုင်တဲ့အရာမှာရောလောကနဲ့ဆိုင်တဲ့အရာမှာရောကိုရောက်သွားတာဟာမင်္ဂလာရှိဖို့မင်္ဂလာရှိဖို့သူတို့ရဲ့မကောင်းမှုစိတ်နေစိတ်ထားဖျားယောင်းသွေးဆောင်ရင်းနေအပေါ်မှာကိုကသဘောတူဝန်ခံဖို့မဟုတ်ငါ့ကိုတန်ရှင်းပေးနေတယ်ငါ့ကိုကျေးဇူးပြုနေတဲ့ငါ့ကိုကြီးထွားစေတဲ့ဖခင်အလိုတိုင်းပဲငါဝန်ခံအသက်ရှင်နေတယ်လို့အဲ့ဒီအသက်ရှင်ခြင်းကိုအခြားသူတွေပေါ်မှာလည်းထိတွေ့ရရှိခံစားသွားစေဒါကြောင့်အဲ့ဒီရက်ဟာအခုနပြောတယ်ကောင်းသောအရာနဲ့ပြည့်တဲ့အိမ်တပါးကြောင့်လဲဆိုရင်ယောသက်ကြိုးစားထားတဲ့အရာတွေကြောင့်မဟုတ်ဘဲနဲ့ယောသက်ကိုကျေးဇူးပြုတဲ့ဘုရားကြောင့်ဖြစ်အဲ့ဒါလူစားတိခံယူလာတဲ့ယေရှုလည်းအဲ့လိုပဲပြောတယ်ငါမြေကြီးပေါ်မှာနေလို့ရှိရင်ငါအလိုငါဆန္ဒငါစိတ်သဘောထားတစ်ခုမှမရှိငါပြောချင်ရတယ်ပြောငါလုပ်ချင်ရတယ်လုပ်တာသူ့ဥစ္စာကိုမခိုးရသူ့မယားကိုမပြစ်မှားရဆိုတဲ့ပြည့်ညတ်တရားကိုယောသက်ကအလွတ်ကျက်ပြီးတော့ကြိုးစားကျင့်ဆောင်တာမဟုတ်သူကဖယားကိုချစ်တယ်ဖယားကိုကြောက်တဲ့စိတ်နဲ့ဖယားသူ့ကိုတန့်ရှင်းခြင်းနဲ့မှတည်တံ့ဖြစ်နေစေအဲ့ဒီအတိုင်းပဲသဘောတူဝန်ခံပြီးတော့သူကအသက်ရှင်နေတဲ့အတွက်အဲ့ဒီအိမ်ဟာမင်္ဂလာရှိသူကိုယ်တိုင်ဒုက္ခဆင်းရဲဝေဒနာတွေခံစားနေရရင်တော့မှသူတစ်ပါးအတွက်ကကောင်းကြီးဖြစ်တယ်ကောင်းကြီးဖြစ်ဘယ်အရက်ကိုရောက်အဲ့ဒါကြောင့်ကျွန်တော်ဘယ်နေရာမှာရောက်နေတယ်လဲဆိုတာထက်ကျွန်တော်ကိုဖျားဘလို့တွင်တင်ပြုပြင်ပေးနေတယ်လဲဘလို့အသက်ရှင်နေစေတယ်လဲဘလို့ကျေးဇူးပြုနေတယ်လဲဆိုတာကိုသူကဆွဲလန်းဝန်ခံအသက်ရှင်တဲ့သူကမင်္ဂလာရှိတဲ့အိမ်ထဲမှာရောက်အဲ့ဒါကျွန်တော်တို့ရဲ့ဝန်းကျင်နဲ့မဆိုင်ကျွန်တော်တို့ရဲ့စိတ်ဆန္ဒသဘောထားနဲ့ပဲဆိုင်အဲ့တော့တက်တာလုံးနေကပြောတယ်သင်တို့ရဲ့ယေခရစ်တော်သာကြွခရစ်တော်ပြန်ကြွလာရင်မင်းတို့ရဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်ဟာအားလုံးဟာသုံးပိုင်းလုံးဟာအပြစ်တင်ခြင်းနဲ့ကင်းလို့ဖို့ငြိမ်သက်ခြင်းရဲ့အရှင်ဘုရားသခင်ဟာတုံသင်ပြုပြင်ပါစေအကုန်အစင်အဲ့ဒါဝိညာဉ်တော်အခုခရစ်တော်ကကျွန်တော်တို့အထက်ထက်ကနေဝိညာဉ်တော်အားဖြင့်နေ့တိုင်းနာမတော်အဖို့အလို့ငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏ပြောအဲ့ဒီတရားလမ်းထဲမှာနေ့တိုင်းပို့ဆောင်ခြင်းခံရတဲ့သူမှာစုံစမ်းခြင်းတွေရှိဖျားယောင်းသွေးဆောင်ခြင်းတွေရှိတယ်အဲ့ခါကျတော့သူကနေ့တိုင်းတွေ့နေတဲ့ဘောဓိဖာရဲ့မယားကိုသူစိတ်ထဲရတော့မပြစ်မှာဘူးအသွေးအသားဇာတိတတ်မှတ်စရာတွေကရှိနေရင်တော့ရုပ်ဝတ္ထုပစ္စည်းတွေရှိယာရုအခွင့်အာဏာတွေရှိနေအဲ့ဒီအရာတွေအပေါ်မှာသူကသဘောတူဝန်ခံဆွဲလန်းနေတာပေါ့တရားတော်၌မွေ့လျော်တရားတော်ထဲမှာယောသက်ကရောက်ယောသက်အထဲကိုတရားတော်ကရောက်လာတဲ့ခါကျတော့တရားတော်ကိုယောသက်ကပြန်ပြီးတော့ဆင်ခြင်နှလုံးသွင်းအောင်ပြီးအသက်ရှင်တဲ့အခါကျတော့ယောသက်နဲ့တရားတော်နဲ့ဟာတလုံးတဝတည်းဖြစ်သွားသူကယောသက်နဲ့တလုံးတဝတည်းဖြစ်သွားတဲ့တရားတော်ဟာအဲ့ခါကျရင်ယောသက်ရဲ့အသက်ရှင်ခြင်းကဘာဖြစ်နေလဲဆိုလို့ရှိရင်ဖျားရှိမှသူကနှစ်သက်ပွေဖြစ်နှစ်သက်ပွေအဲ့တော့အဲ့ဒါအဲ့ဒီတကဘာဦးထဲမှာပြောတယ်ယောသက်နဲ့အတူဖျားရှိတယ်တဲ့ထာဝရဘုရားဟာယောသက်နဲ့အတူတောက်လျှောက်ရှိလူတွေမမြင်ရယောသက်မြင်ရယောသက်ခံစားအဲ့အတိုင်းပဲသူအသက်ရှင်ဒါကြောင့်အဲ့ဒီ
ယောသရဲ့အသက်ရှင်ခြင်းဟာတန့်ရှင်းရာအရက်မှာရှိပြီးသားဖြစ်တယ်ဘုရားရဲ့မျက်မှောက်တော်တွေဘုရားဘုံထင်ရှားတယ်တွေသူပြောမပြောပြီမဲ့သူကအဲ့အရက်မှာကိုရှိတယ်သူ့ရဲ့အသက်ရှင်ခြင်းအဖြစ်ပဲလူတွေဟာမြင်တွေ့ခံစားရဒီလားဒါကြောင့်သူအဆုံးမှာပြောတဲ့စကားရှိတယ်အကိုတို့လူတွေကိုကဲတင်ခြင်းတို့လူတွေဟာငတ်မောပြီးတော့မသေးဖို့အကိုတို့အရင်နဲ့ကျွန်တော်ကိုဖျားကပို့လိုက်တယ်ဒီဖျားပို့တာသူ့ရဲ့တန်ရှင်းခြင်းထဲမှာသူကပို့လိုက်အဲ့ဒါကိုရောသက်ခံစားအဲ့တော့အိမ်ဟာဘာဖြစ်ဖို့လိုလဲဆိုတန်ရှင်းခြင်းရှိဖို့တန်ရှင်းခြင်းဆိုတာဘာလဲဆိုရင်နားထောင်ခြင်းပဲဖျားရဲ့နှုတ်ကပတ်တရားစကားကိုနားထောင်ဝန်ခံနေခြင်းအပြင်ကိုယ့်ရဲ့အသက်တာဟာတန့်ရှင်းခြင်းစံနှုန်းနဲ့ပြည့်အဲ့ဒီတန့်ရှင်းခြင်းစံနှုန်းဟာမြေကြီးပေါ်ကဘာသာဓလေ့ရဲ့တန့်ရှင်းခြင်းစံနှုန်းဟုတ်ပဲနဲ့ကောင်းကင်ဘုံရဲ့တန့်ရှင်းခြင်းစံနှုန်းအတိုင်းပဲဖြစ်။ဘာကြောင့်လဲဆိုရင်ထွန်းမြတ်ကျမ်း28လောက်မှာတယ်28လောက်မှာပါလဲဆိုကောင်းကင်ပေါ်မှာတဲ့မြို့ပြထားပြီးတဲ့ပုံသဏ္ဍာန်နဲ့တညီတသဏ္ဍာန်နဲ့မြေကြီးပေါ်မှာကိန်းကိုဖို့အတွက်တန့်ရှင်းရာဌာနကိုတည်လုပ်စီလို့မောရှိကိုပြောတယ်အဲ့တော့ကောင်းကင်ဘုံကပုံမောရှိတူးတည်းပဲတွေ့ဘူးလားအဲ့အတိုင်းပဲဒါကြောင့်မောရှိပြောတဲ့အတိုင်းပဲဣသရေလပညာရှင်တွေကတည်ဆောက်ရပညာရှင်တွေကအတိဆောက်တယ်မောရှိပြောတဲ့အတိုင်းပဲဘာကြောင့်လဲဆိုရင်အလျားအနံအနှိမ့်အမြင့်အားလုံးကိုမောရှိပဲမြင်တွေ့ဘူးတာအဲ့ဒါအိမ်ဆောက်ပါတဲဆောက်ပါလို့ပြောရင်ဖျားနေဖို့အတွက်တန့်ရှင်းရာအရက်ကိုတည်လုပ်တယ်လူတွေဟာမြေကြီးပေါ်မှာမျက်စိနဲ့မမြင်နိုင်တဲ့ဖျားကိုမြင်တွေ့ခံစားရဖို့အဲ့ဒီဖျားနဲ့မွေ့လျော်တတ်ဖို့အဲ့ဒီဖျားရဲ့ဥဆောင်ခြင်းထဲမှာတနေ့ထက်တနေ့ဖျားရဲ့ချမ်းသာစည်းစိမ်ကိုကောင်းကင်ဘုံရဲ့စည်းစိမ်ချမ်းသာကိုမြေကြီးပေါ်မှာခံစားရဖို့အတွက်သူကိုယ်တိုင်နေဖို့ကျေးဇူးတော်ကြောင့်တည်ဆောက်ခွင့်ရဒါကြောင့်အခုကာလဟာကိုယ့်ရဲ့အသက်တာမှာထာဝရကာလနဲ့ဆိုင်တဲ့ဖရာရဲ့ချမ်းသာတဲ့မှာတန့်ရှင်းခြင်းနဲ့မှာဘုန်းတော်ကိုမြင်တွေ့ရခြင်းနဲ့မှာဖရာနဲ့အတူတည်ဆောက်ခွင့်ရတယ်။ဒါကြောင့်ကိုယ့်ရဲ့အချိန်အစွမ်းဘန္တာအားလုံးကိုအဲ့ဒီတန့်ရှင်းရအရက်မှာအတန့်ရှင်းရအရက်ကိုတည်ဆောက်ခြင်းနဲ့မှာယဉ်ဒီမြုပ်နှံတတ်ဖို့လိုတာ။လူတွေကဲတင်ခြင်းရဖို့လူတွေအသက်နဲ့တူပွားလာဖို့လူတွေခရစ်တော်နဲ့ယဉ်ဤကျွမ်းဝင်ဖို့အတွက်ကိုယ့်ရဲ့ဇာတိစိတ်ဆန္ဒသဘောထားတွေကိုလည်းယဉ်ဤမြုပ်နှံတတ်ဖို့လို့အဲ့ခါကျရင်ကိုကခရစ်တော်ကိုအရင်ရခရစ်တော်ကိုယဉ်ရပြီးတော့ခရစ်တော်အားဖြင့်အသက်ရှင်ကိုနဲ့ထိတွေ့ဆက်ဆံတဲ့သူတွေခရစ်တော်ကိုတွေ့ငါရဲ့စစ်မှန်တဲ့ပိုင်ဆိုင်မှုဟာယေရှုခရစ်တော်ပဲဆိုတာကိုမြင်တွေ့ဖို့ကိုယ့်ကိုမြေကြီးပေါ်မှာထားတာသူကအဲ့ဒါကိုကတန်ရှင်းခြင်းထဲမှာရက်နေရင်ညှဉ်းညူးမှုကြောင့်အာနယ်ချွတ်ချုံမှုတွေရှိတဲ့သူတွေကကြွယ်ဝခြင်းခံရဟုတ်တာပေတရုနဲ့ယောဟန်သမန်တော်ဝတ္ထုအခန်းကြီး3ထဲမှာပါတယ်နော်သမန်တော်ဝတ္ထုအခန်းကြီး3ထဲမှာပါတဲ့ဟာကျွန်တော်တို့ကြည့်တယ်ပေတရုနဲ့ယောဟန်အမိဝမ်းထဲကခြေမစွမ်းတဲ့သူဗိမာန်တော်ပေါက်ပါသူများတွေလာပြီးတော့ငွေကြေးတွေပေးလူရာတွေရှိတဲ့ဟာလေးတွေပေးနေရင်ငါတို့မှာတဲ့ရွှေတွေငွေတွေမရှိဘူးတဲ့ငါတို့မှာရှိတဲ့အရာကိုပေးတယ်ပေတရုကလည်းငါ၌ရွှေငွေမရှိရှိသည့်အရာကိုသင်အားငါပေးမည်နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်ထ၍လမ်းသွားလော့ဟုဆိုလျက်သူ၏တရားလည်းကိုကင်ဆွဲပြီးခြိကြွလေသောခဏချင်းတွင်ခြေနှစ်ဖက်မျက်စိတို့သည်စွမ်းအားကိုရဖြင့်ရုတ်တရက်ထ၍မတ်တက်ရက်ပြီးလျင်သွားလေသွားလျက်ခုံလျက်ဖျားသခင်ကိုချီးမွမ်းလျက်တမန်တော်တို့နှင့်အတူဗိမာန်တော်သို့
ဝင်လေဤသူကအဲ့ဒါလူတိုင်းอ่ะပေတရုနဲ့ယောဟန်ရဲ့အထဲထဲမှာဗိမာန်တော်ကိုသွားတာပေးလူဖို့ဆိုတဲ့ရုပ်ပိုင်းဆိုင်ရာငွေကြေးမရှိဒါပေမဲ့ပါရှိတယ်ဆိုတော့အသက်ရှင်ခြင်းအကြောင်းရင်းဖြစ်တဲ့ယေရှုခရစ်တော်တော့သူတို့အထဲထဲမှာရှိအဲ့တော့ဘုရားနဲ့ယဉ်ဤကျွမ်းဝင်စေမဲ့နှစ်ပေါင်းများစွာဗိမာန်တော်ရှေ့ကိုရောက်ပြီမဲ့ဘုရားနဲ့ယဉ်ဤကျွမ်းဝင်ခွင့်မရတဲ့ခြေစွန့်တဲ့သူဟာမွေးကလေးကခြေစွန့်တဲ့သူဟာပေတရုနဲ့ယောဟန်စီကငွေကြေးတစ်စုံတရာကြောင့်ဘုရားကိုမြင်သွားတာမဟုတ်ဘဲနဲ့ပေတရုနဲ့ယောဟန်ရဲ့အထဲထဲမှာအသက်ရှင်ခြင်းအကြောင်းရင်းဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ယေရှုခရစ်တော်ရပြီးတော့သူလည်းအဲ့ဒီအတန့်ရှင်းဆုံးဌာနတွေကိုတန့်ရှင်းရာဌာနတွေကိုဘုရားကိုမြင်တွေ့ရခြင်းတွေကိုဝင်သွားတယ်ဆိုတော့ကျွန်တော်ဒါအခုနဖတ်တဲ့အထဲမှာပါဒါတော့လူမှာလူအပ်တဲ့အရာကပါလဲဆိုလို့ရှိရင်ဖျားလူတာလေအဲ့ဒီဖျားလူခြင်းကိုတန့်ရှင်းခြင်းထဲမှာရက်နေတဲ့သူတွေတန့်ရှင်းခြင်းထဲမှာတွားလာတဲ့သူတွေတန့်ရှင်းခြင်းဖြစ်တဲ့ခရစ်တော်၌မွေ့လျော်တဲ့သူတွေအားဖြင့်အခြားသူတွေဟာမြင်တွေ့ခံစားရဒါကြောင့်ကိုဟာတိတ်တန်ဖို့ရှိကိုတန့်ရှင်းအောင်မကြိုးစားနိုင်အားမထုတ်နိုင်ယေရှုခရစ်တန့်ရှင်းပေးနေတာကိုသဘောတူရင်ကိုတန့်ရှင်းတာကိုတန့်ရှင်းတာလေဖျားကိုမြင်ကိုယ်တိုင်မြင်တွေ့ခံစားရတယ်သူတစ်ပါးကိုလည်းအဲ့ဒီဖျားကိုမြင်တွေ့ခံစားစေပြီးတော့ရရှိစေတာဖြစ်ဒါကြောင့်ပထမတစ်ချက်ကအိမ်တော်ဟာလူနေတဲ့အိမ်ဟာတန့်ရှင်းဖို့ရှိတယ်လို့ဖျားနေတဲ့အိမ်ဟာလည်းတန့်ရှင်းရတန့်ရှင်းခြင်းရှိရင်ကိုယ်တိုင်ဖျားကိုမြင်တွေ့ရတယ်လို့အဲ့ဒီအိမ်ထဲမှာရှိတဲ့သူတွေအခြားအရက်ကလူတွေလည်းဖျားကိုမြင်တွေ့ရဖို့ရှိနောက်တစ်ချက်အိမ်မှန်ရင်စားစရာရှိဆယ်ဖို့တဖို့ပြီးတယ်ဆိုတာအိမ်တော်၌စားစရာရှိစီခြင်းကလို့ပြောစားစရာရှိစီခြင်းကလို့ပြောအဲ့ဒီဟာတော့တွင်တင်တဲ့သူနဲတယ်သူကဆယ်ဖို့တဖို့ပြီးရင်ကောင်းကင်ပဒင်းဖွင့်မယ်ဆိုနောက်ပြီးရင်ကောင်းကင်ပဒင်းဖွင့်မယ်လို့ယုံရင်လည်းသူကအလွဲယုံဘယ်လိုအလွဲယုံလဲဆိုရင်ကောင်းကင်ဘုံမှာငါတို့နေတဲ့ဘီလက်မြေနဲ့မြေကြီးနဲ့အုတ်ခဲတွေနဲ့စောက်တဲ့အိမ်ကြီးရှိမယ်ထင်ပြီးတော့အဲ့ဒီအိမ်မျိုးရဖို့ဆယ်ဖို့တဖို့ပြီးတယ်ရုပ်ဝတ္ထုပစ္စည်းတွေကောင်းကင်ဘုံမှာရှိတယ်လို့ဒီလိုမျိုးမြင်တယ်သူကလွဲအိမ်တော်၌စားစရာရှိစီခြင်းကအိမ်မှန်ရဲ့စားစရာရှိတယ်ဒါဘယ်ရတဲတော်ဆောင်းရင်တဲတော်တွေမှာစားစရာရှိအဲ့တော့စားစရာဟာဘာလဲဆိုလို့ရှိရင်ယေရှုကပြောတယ်မင်းတို့မသိတဲ့စားစရာငါ့စီမှာရှိတယ်အဲ့ဒါဘာလဲဆိုရင်ကောက်စေလွတ်တဲ့သူရဲ့အလူကိုဆောင်တယ်တဲ့သူ့ရဲ့အမှုကိုပြည်စည်းစေခြင်းဟာငါရဲ့စားစရာအသွေးအသားခန္ဓာအတွက်စားစရာရှိတယ်လို့ဝိညာဉ်အတွက်စားစရာရှိအဲ့ဒီယောဟန်4:34မှာတော့အဲ့ဒီငါ့စေလွတ်တဲ့သူရဲ့ခမည်းတော်ရဲ့အလူကိုဆောင်ရင်သူ့ရဲ့အမှုကိုပြည်စည်းစေခြင်းဟာငါရဲ့စားစရာလို့ပြောလို့ရှိရင်မြေကြီးပေါ်မှာယုံကြည်သူအတွက်စားစရာဟာကောင်းကင်အဖရဲ့အလူတော်ပြည့်စုံခြင်းပဲသူတို့အဲ့ဒီကောင်းကင်အဖရဲ့အလူတော်ပြည့်စုံခြင်းကတော့ကိုယ်တိုင်ကယ်တင်ခြင်းရတယ်လို့သူတို့ဘာကယ်တင်ခြင်းရဘူးကိုယ်တိုင်ယေရှုခရစ်တော်ရဲ့စိတ်ဆန္ဒသဘောထားနဲ့အသက်ရှင်တတ်တယ်လို့သူတို့ဘာကိုလည်းအဲ့ဒီလိုအသက်ရှင်တတ်စေဖို့အဲ့ဒါစားစရာဥစ္စာဂလာတိမှာပြောတယ်ပေါလုကပြောတယ်ခရစ်တော်ဟာတဲ့မင်းတို့အထဲထဲမှာတည်နေတဲ့တိုင်အောင်ဟုတ်တယ်ဖြစ်ဖို့အတွက်တည်နေဖို့အတွက်ငါကိုယ်တိုင်သားဖွာခြင်းဝေဒနာကိုခံရတယ်သူကသူ့အထဲထဲမှာအသက်ရှင်တဲ့ပုဂ္ဂိုလ်ဟာသူ့အထဲထဲမှာကြီးထွားတိုးပွားလာရုံနဲ့မကဘူးအခြားသူရဲ့အထဲထဲမှာလည်းအဲ့ဒီအသက်ရှင်တဲ့ပုဂ္ဂိုလ်ကိုရရှိခံစားဖို့သူကိုယ်တိုင်ကြတော့ဝေဒနာခံစားရသူကအ
အစာရဲ့သဘောကတော့စားလိုက်ရင်စားလိုက်တဲ့အတိုင်းပဲဖြစ်တယ်လို့ပြောပြီးမယ်အစားလိုက်တဲ့အစာရဲ့ပုံစံဟာအတွင်းကိုရောက်လို့ရှိရင်ပျက်စီးတာကျွန်တော်တို့အထဲထဲမှာအစာကအလုတ်လုတ်တဲ့ဟာနှစ်ခုရှိတာလေကိုယ်ခန္ဓာအတွက်အာဟာရခွန်အားအစွမ်းဉာဏ်ပညာကျမ်းမာခြင်းတွေကိုလှုပ်ပေးတာရှိတယ်လို့ကိုယ်ခန္ဓာမှာမလူတဲ့ညှဉ်းညူးတဲ့အရာတွေကိုလည်းဖယ်ထုတ်ပေးတဲ့ဟာရှိအဲ့တော့အခုကျေးဇူးတော်ကာလမှာဝိညာဉ်တော်ကအဲ့ဒီကိုယ့်ရဲ့အထဲထဲမှာအဲ့ဒီအမှုနှစ်ခုကိုပြုအဲ့တော့သမာတရားကိုတုံတင်တဲ့ဝိညာဉ်တော်ဟာလာလို့ရှိရင်အဲ့ဒီဒုစရိုက်အပြစ်ကိုဖော်ပြတယ်သူကအဲ့ဒါဆိုရင်နောင်တရဖို့ပြီးရင်ဘာကြောင့်လဲဆိုအပြစ်ကင်းခြင်းကိုလည်းဖော်ပြတယ်လို့ပြောနောက်ကသမာတရားကိုလည်းသိကျွမ်းစေတာဝိညာဉ်တော်ဒါကြောင့်ဘုရားရဲ့ဝိညာဉ်တော်ကအလုံးလှုပ်ခြင်းဘုရားရဲ့ဝိညာဉ်တော်ကအလုံးလှုပ်ရင်ယုံကြည်သူဟာဇာရိတပြောင်းသွားဇာရိတပြောင်းတယ်ဆိုတာလောကီပုံသဏ္ဍာန်မဆောင်တော့ဘဲနဲ့ခရစ်တော်ရဲ့စိတ်ဆန္ဒသဘောထားအကျင့်အတိုင်းပဲအသက်ရှင်လာတော့အဲ့ဒါကြောင့်နေ့တိုင်းယေရှုဆိုတဲ့စားစရာဟာလို့သူကယေရှုဆိုတဲ့စားစရာဟာလို့ဟောတော့ငါ့ကိုစားတော်သူသည်လို့ပြောတာဆိုငါ့ကိုစားရင်ငါအားဖြင့်အသက်ရှင်ခမည်းတော်သည်ငါ့ကိုစေလွတ်၍ငါသည်ခမည်းတော်အားဖြင့်အသက်ရှင်သည်နီးတူငါ့ကိုစားတော်သူသည်ငါအားဖြင့်အသက်ရှင်လိမ့်မယ်အဲ့တော့နေဟမိမတ်စာထဲမှာပါတယ်လေဝိတွေဟာတဲ့လေကွင်းမှာသွားပြီးတော့အိမ်တော်ကိုထားခဲ့ပြီးတော့လေကွင်းထဲမှာသွားပြီးတော့နေရအလုတ်လောက်ရဘာကြောင့်လဲဆိုလို့ရှိရင်စားစရာမရှိတော့ဖယားခွဲခန့်မှတ်သားထားတဲ့ဖယားရဲ့အိမ်တော်အမှုကိုစောင့်ရတဲ့သူတွေဟာအိမ်တော်ရဲ့အပြင်မှာလောကီဆန်တဲ့အရာတွေအဲ့ဒီအရာတွေပေါ်မှာပဲနှစ်သက်သည်ဖြစ်စေမနှစ်သက်သည်ဖြစ်စေသူကသွားရောက်ပြီးတော့အဲ့ဒီဆက်ဆံနေရတဲ့အထိတွေ့ဆက်ဆံနေရတဲ့အကြောင်းရင်းကဘာလဲဆိုရင်အိမ်ထဲမှာအိမ်တော်၌စားစရာမရှိတဲ့အတွက်နေရမိပြောအိမ်တော်ထဲမှာမင်းတို့စားစရာမရှိတဲ့အတွက်ကြောင့်မို့လို့လေဝိတွေဟာလောကီဆန်သွားဒီနေ့ယုံကြည်သူပဲဖြစ်ဖြစ်အမှုတော်ဆောင်ပဲဖြစ်ဖြစ်အဲ့ဒီလောကအရာတွေထဲမှာသူဘာကြောင့်မွေ့လျော်သွားလဲဆိုသိကြတယ်စားစရာမရှိသူ့ရဲ့စိတ်နှလုံးဟာဝိညာဉ်တွေကခရစ်တော်ကိုသဘောတူဝန်ခံခြင်းနဲ့စိတ်ဆန္ဒမရှိတဲ့အတွက်သူဟာစားစရာမရှိဘူးအဲ့တော့ကြာလာလို့ရှိရင်ဝိညာဉ်ရေးရမှာပိန်ချုံလာဝိညာဉ်ရေးမှာပိန်ချုံရင်ညီးတွားမြည်တမ်းပြစ်တင်မကြေမနက်တွေဖြစ်ပတ်ဝန်းကျင်ကိုပြဿနာရှာအဲ့တော့အဲ့အရာတွေဖြစ်တယ်အဲ့ဒါနောက်တစ်မျိုးကငါတို့ကောင်းစားနေတာဟာအသွေးအသားကြောင့်စိတ်ဆန္ဒအသွေးအသားတတ်မှတ်ခြင်းဆိုတဲ့အဲ့ဒီလေကွင်းထဲမှာရှိနေတဲ့သူတွေလည်းအဲ့အတိုင်းပဲသူတို့ဘာတခြင်းပဲကြိုက်တယ်ဆိုကောက်လိုင်းများဆောင်ယူပဲကြိုက်ကောက်လိုင်းများဆောင်ယူဆိုတာအိမ်ထဲကတခြင်းမဟုတ်ကြည့်လိုက်ရင်တော့ဝမ်းသာစရာကောင်းအိမ်ထဲကစားစရာဟာသူကအစင်စစ်ဖြတ်ကျော်ပြီးတော့မုံဖြစ်နေတဲ့စားစရာကောက်လိုင်းမဟုတ်ကျွန်တော်တို့ရဲ့အသက်တာကောက်လိုင်းနဲ့ကျေနပ်နေတယ်ဆိုရင်သိကြတယ်အိမ်တော်ရဲ့အပြင်မှာရောက်မှားလားဆိုတော့မမှားပါဘူးမှန်လားဆိုရင်လည်းမမှန်ပါမှားသည်ဖြစ်စေမှန်သည်ဖြစ်စေတမာတရားမဖြစ်အဲ့ဒီအိမ်တော်ဟာစားစရာနဲ့ကင်းမဲ့နေလူတွေဟာလမ်းလွဲဖို့များတာဒါကြောင့်အိမ်မှာတန့်ရှင်းခြင်းရှိဖို့လိုတယ်အိမ်တော်မှန်ရင်စားစရာရှိဖို့လိုအဲ့ဒါ10ခုတပုဆိုတာ
အစပဲဖြစ်တယ်အစပဲဖြစ်တရက်တစ်ခါစားတယ်တရက်တစ်ခါစားတယ်တစ်မျိုးပဲစားတယ်ဆိုတာအဲ့ဒါကန္နာယကလူကအဲ့တိုင်းကန္နာယကလူတွေက10ခုတစ်ခုနဲ့ကျင့်တတ်တယ်သူကကိုယ့်ရဲ့တိုင်းဖတ်ပြီးတော့ကျင့်တတ်တယ်သူကအေကုထုမှာလည်းဝါစွာစားရတယ်စားပြီးရင်ကြုံခံရတယ်ကဲ့တင်ခြင်းမရကန္နာယမှာတစ်နေ့တစ်ခါစားရတစ်မျိုးပဲသုံးနက်ဆိုတဲ့တော့တစ်မျိုးပဲနှစ်နက်စားရင်လည်းတစ်မျိုးအဲ့ဒါနဲ့ကျင့်တတ်တယ်အဲ့ဒီကန္နာယမှာမနတ်မုတ်တစ်မျိုးပဲစားပြီးလို့ရှိရင်တဲ့ယေရှုပြောတယ်မင်းတို့ဘိုးဘေးတွေကအဲ့တစ်မျိုးပဲစားပြီးတော့သိသွားတာအဲ့ခန္ဓာရတော်တယ်ခန္ဓာပြည်ကြလို့ရှိရင်အစာပြောင်းသွားအစာပြောင်းတယ်အဲ့တော့ယောရှုမတ်စာတွေမှာအစာပဲအချိန်မှာပြောင်းနေဆိုရင်ခန္ဓာပြည်မှာဖြစ်တဲ့အသီးအနှံစံစဘာကိုစားလိုက်တာနဲ့နောက်နေ့ဆိုရင်တဲ့မာနမကြဒါကြောင့်ကျွန်တော်တို့အသက်တာမှာအိမ်တော်ဖြစ်တဲ့ကျွန်တော်တို့အသက်တာမှာအစာပြောင်းဖို့လို့တချို့ကမပြောင်းချင်စာအုပ်တအုပ်ပဲဖတ်တယ်ကိုယ့်ရဲ့တိုင်းမနဲ့တစ်ခါပဲဖျားနဲ့အချိန်ယူတယ်အဲ့တဏီကုံ तू ကကျွန်တော်တယောက်တွေ့ဘူးတယ်ဒီနေ့ဘာကျမ်းပိုက်ရလဲလို့မေးတာ तू ကကြာတော့စိတ်ပြက်လာတယ် तू နဲ့တွေ့ငါဘာကျမ်းပိုက်မှမရဘူးလို့တအုပ်လုံးပဲရထားတယ်ပြောလိုက်တယ်ဘာကြောင့်လဲဆိုကျမ်းစာအုပ်ကတအုပ်လုံးရှိတာတအုပ်လုံးမှာတရက်ကိုတစ်ပိုက်ပဲဖျားပြောတယ်လို့ तू ကဒီလိုမျိုးထင်အဲ့တော့အဲ့ကျန်းစာအုပ်နဲ့ပဲသွားနေရင်လူကဘာဖြစ်သွားလဲလွဲတတ်သွားအေမာနွေလလို့ပြောပြီးပဲအေမာနွေလဟာကျွန်တော်တို့ရဲ့လက်ဝဲလက်ရမှာရှိတယ်လို့လူတွေကဒီလိုမျိုးထင်တာအရှိအနောက်မှာရှိတယ်လို့ထင်တာဘယ်တော့မှကိုယ်တွင်းဝိညာဉ်ထဲမှာတည်နေတယ်ဆိုတဲ့ဟာကိုမမြင်ကြအဲ့တော့အဲ့ခရစ်တော်အားဖြင့်လည်းအသက်ရှင်ဖို့ခက်သွားပြန်အဲ့လူတွေအဲ့တော့အခုကျေးဇူးတော်ကာလမှာအစာစစ်ဖြစ်တဲ့ငါဟာကောင်းကင်ကဆင်းသက်တဲ့အသက်မုတ်ဖြစ်တဲ့ယေရှုခရစ်တော်ကိုအချိန်တိုင်းအမှုအရာတိုင်းဆာလောင်တိုင်းမှာစားသုံးခွင့်ရနေတာဟာကျေးဇူးတော်ပဲ။ဘာကြောင့်လဲဆိုရင်ခါနန်ပြည်မှာယန္တုရှိတယ်။ယန္တုရှိတဲ့အတွက်စစ်တိုက်ရစစ်တိုက်တဲ့အတွက်မောပန်းနှွမ်းနဲ့အာအင်ကုန်ခန်းတာတွေ့ကြုံရ။ဒါပေမဲ့မနဲ့စောစောမှကြားတယ်မုံကိုစောင့်စားရတဲ့ကန္တာရလို့မဟုတ်လူအပ်တဲ့အချိန်မှာအာဟာရပြည့်ဝပြီးတော့နော်အည်အသွေးပြည့်တဲ့အသီးအနှံတွေကိုလက်လက်ဆက်ဆက်ဆွတ်ယူစားသုံးခွင့်ရတယ်ဒါကြောင့်နေ့စဉ်အသက်တာမှာယေရှုခရစ်တော်ကိုမျှော်ကြည့်ပြီးတော့အလင်းကိုရမျက်နှာဆက်ကြောက်ခြင်းနဲ့ကင်းတဲ့အသက်တာဖြစ်ဖို့ဘုရားယေရှုပြုနေတာဖြစ်အဲ့တော့နောက်ဆုံးတစ်ချက်အိမ်ဆိုတာအသက်ရှင်တဲ့လူတွေနေတဲ့အရက်ဖြစ်တယ်အသက်ရှင်တဲ့ပုဂ္ဂိုလ်နေတဲ့အရက်ဖြစ်ဒီတနာကျမ်းအခန်းကြီး9အငယ်4ထဲဆိုတော့အသက်ရှင်တဲ့ခွေးဟာတည်တဲ့ခြင်းသေးတဲ့မြတ်တယ်အဲကြောင့်လို့ဆိုအသက်ရှင်တဲ့လူစုနဲ့ဆိုင်တဲ့သူဟာမျောလင့်စရာခွင့်ရှိတယ်ကျွန်တော်တို့ကအသင်းတော်ပဲဖြစ်ဖြစ်နော်အယုံကြည်သူမိသားစုပဲဖြစ်ဖြစ်အဲ့တော့အသင်းတော်လို့ပြောအဲ့ဒါအသက်ရှင်တဲ့သူတွေစုဝေးတဲ့အရာဖြစ်အသက်ရှင်တဲ့သူတော့ဘုရားဟာလူကိုတယောက်တည်းမထားဘူးအထောက်အမလို့ပြောတယ်သူနဲ့တော်သောအထောက်အမလို့ပြောတယ်ဒါကြောင့်ကိုယ့်ကိုထားပေးတဲ့ယောက်ျားနဲ့မိန်းမဆိုတာမတူပါဘူးသူကဝိညာဉ်ကပဲတဒံတူတယ်စိတ်နေစိတ်ထားအောင်အကျင့်စရိုက်တွေကမတူတဲ့သူတွေနဲ့ဖျားထားပေးတာဒါပေမဲ့ကျေးဇူးတော်ပဲဘာကြောင့်လဲဆိုအသက်ရှင်နေတဲ့သူတွေနဲ့ဆိုင်ရင်တော့အဲ့ဒီအသက်ရှင်တဲ့သူတွေဟာမျက်စိရှိတယ်နားရှိတယ်ပါးစပ်ရှိတယ်လက်ရှိတယ်ခြေထောက်ရှိအဲ့ဒါတွေဖျားထားပေးအဲ့ဒီအသက်ကြောင့်ခုနေလူတယောက်ဟာအခုကျွန်တော်စကားပြောနေတယ်ဆိုတာအသက်ဖြစ်တဲ့ဝိညာဉ်ရှိတဲ့အတွက်ဝိညာဉ်ရှိတဲ့အတွက်ပြောတာဝိညာဉ်ရှိတဲ့အတွက်လက်လောက်ဝိညာဉ်ရှိတဲ့အတွက်ခြေထောက်သွားဝိညာဉ်မရှိတဲ့တရက်တော့ရှိတဲ့ဟာတွေအားလုံးကရက်ပါဒါကြောင့်အခုကျေးဇူးတော်ကာလမှာ
ကျွန်တော်တို့ဟာအသက်ရှင်တဲ့လူစုနဲ့ဆိုင်တဲ့အသက်ရှင်တဲ့လူစုနဲ့ဆိုင်နေတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်တယောက်နဲ့တယောက်လူအပ်တဲ့သူကိုဖေးမဖို့ဤအားနေတဲ့သူကိုအားကြီးတဲ့သူကကူမဖို့အဲ့ဒါထားပြီအဲ့ဒါသင်ဘယ်အရက်မှရှိတယ်မရှိဘူးဆိုတာအဲ့ဒါအရေးမကြီးငါ့ကိုဖျားပေးခိုင်းနေဆိုရင်ပေးရဖျားငါ့ကိုယူခိုင်းနေဆိုရင်ယူရအဲ့ဒါမာနကြီးလို့မရကိုအင်္ဂါတွေတဲ့အဲ့ဒီအသက်ရှင်တဲ့သူတွေဟာတဲ့စိတ်သဘောတညီတညွတ်ထင်းတဲ့နေတဲ့အရက်မှာစိတ်သဘောတညီတညွတ်ထင်းတဲ့ဆိုတော့ခရစ်တော်ရဲ့အုပ်စိုးခြင်းကိုသဘောတူဝန်ခံအသက်ရှင်တဲ့အရက်မှာအဲ့ဒီအသက်ရှင်ခြင်းကောင်းကြီးဒီစာလံ133အဲ့ဒီအသက်ရှင်ခြင်းကောင်းကြီးဟာဦးကောင်းဖြစ်တဲ့ခရစ်တော်ကနေပဲရောက်လာတာဖြစ်တယ်။ကြောင့်ကျွန်တော်တို့ကိုဖျားထားတဲ့အတိုက်ဝန်းအကောင်းလူမျိုးမတူခံယူယုံကြည်ချက်မတူအတွေးအကြံတွေမတူဒါပေမဲ့ယန္တုဘက်မှာမရှိလောကဘက်မှာမရှိသခင်ဖျား၌တည်ဟာတူနဲ့တူခရစ်တော်ကိုခံညာသောအဖြစ်တယောက်အောက်တယောက်ကိုနှိမ့်ချ၍ဆက်ဆံအဲ့ခါကျတော့ဘုံထင်ရှားတဲ့ကိုခန္ဓာတော်ဖြစ်သွားဒါကြောင့်အိမ်ဟာတန့်ရှင်းခြင်းရှိဖို့ကိုတန့်ရှင်းစေတဲ့ဖရာတောင်းစားစရာရှိဖို့ကိုလူအပ်သမျှကြွေးမွေးထောက်ပံ့တဲ့ဖရာတောင်းယူအသက်ရှင်တဲ့ဖရာနဲ့ယဉ်ဤကျွမ်းဝင်တို့ညီအကိုမောင်နှမတွေအချင်းချင်းဟာအိမ်တော်သားတွေအချင်းချင်းဟာခရစ်တော်ရဲ့စိတ်ဆန္ဒသဘောထားနဲ့ထိတွေ့ဆက်ဆံခြင်းအဖြစ်ညီကြီးပေါ်မှာကောင်းကင်ဘုံရဲ့ထင်ရှားရာအိမ်ဟာကျွန်ုပ်ကိုယ်တိုင်ဖြစ်နေတယ်လို့ကျွန်တော်တို့သဘောတူစုဝေးတဲ့ညီကိုမောင်နှမတွေစုဝေးတဲ့အသင်းတော်ဟာလည်းအဲ့ဒီဘုံတော်ထင်ရှားရာအိမ်ဖြစ်စီတယ်ဆိုတာကိုအားပေးပါတယ်ဝိညာဉ်တော်ကပဲဆက်လက်ဖွင့်ပြအလင်းပေးပါစေအာမင်